မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေလူပုံရေးဆွဲခြင်းလေ့ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်အံပုံတရံတစ်ခုကိုရှေးဥစွာပုံကျန်းထုတ်ယူရပါမယ်ခုလောက်ပုံကျန်းထုတ်ပြီးရင်တော့ပုံကျန်းကိုမေးပြီးပုံကြောကိုဆက်ရေးပါတယ်မလိုတော့တဲ့ပုံဖမ်းမြင်းတွေကိုဖြတ်ထုတ်လိုက်ပြီးပုံလေးကိုလက်စားတတ်လိုက်ပါတယ်ခုတော့ဒီလောက်ပါပဲအားလုံးပဲရှလန်းချမ်းမြေ့ကြပါစေ